Barsac Ending Theory ဘာဆတ်ကိုဖတ်ဖူးတဲ့သူတိုင်းသိကြတဲ့အတိုင်းဒီဇလန်ကအမှောင်ထုကံကြမ္မာနဲ့လူစိတ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းတွေကိုဖော်ပြထားတဲ့လက်ရာတစ်ခုပါကန်တာရိုမီယူယာကွဲလွန်သွားပြီးနောက်ဇလန်ကိုဆက်လက်ရေးသားနေပေမဲ့နောက်ဆုံးအဆုံးသက်ကဘလို့ဖြစ်မလဲဆိုတာကိုဖန်တွေအခုထိဆွေးနွေးနေကြဆဲပါဒီနေ့တော့လူအများဆုံးလက်ခံထားတဲ့ဘာဆတ်အန်ဒင်း theory တစ်ခုကိုပြောပြပေးပါမယ်ဒီ theory ရဲ့အဓိကအချက်က Guess ဟာ Griffith ကိုအနိုင်ယူနိုင်ပေမဲ့တတ်နိုင်မှာမဟုတ်ဘူးဆိုတာပါ။ဘာကြောင့်လဲဆိုတော့ Griffith ကအခုချိန်မှာလူသားတစ်ယောက်မဟုတ်တော့ဘဲဖန်တို့ဖြစ်ပြောင်းလဲသွားပြီးကာဟန်ရဲ့အဖွဲ့ဝင်ဖြစ်နေပါပြီ။ဒါကြောင့် Guess ရဲ့ Dragon Slayer ကဘလောက်ပဲအားကောင်းနေပါစေ Griffith ကိုရိုးရိုးတိုက်ခိုက်ပြီးအနိုင်ယူဖို့မလုံလောက်နိုင်ပါဘူး။ဒါပေမဲ့ဒီဇလန်မှာအရေးကြီးဆုံးဇာတ်ကောင်တစ်ယောက်ရှိနေပါတယ်။သူကတော့ Moonlight Boy ပါ။ Moonlight Boy က Guess နဲ့ Casca တို့ရဲ့ကလေးဖြစ်ပြီးအခုချိန်မှာ Griffith နဲ့ခန္ဓာကိုယ်တစ်ခုတည်းကိုမျှဝေနေရပါတယ်။အဲဒါကြောင့် Griffith ကိုတတ်လိုက်မယ်ဆိုရင် Moonlight Boy လည်းတေဆုံးသွားနိုင်ပါတယ်။ဒီအချက်က Guess အတွက်အခက်ခဲဆုံးရွေးချယ်မှုဖြစ်လာပါတယ်။သူ့ဘဝတစ်လျှောက်လက်စားချေဖို့အသက်ရှင်လာတဲ့ Guess ဟာနောက်ဆုံးမှာသူ့သားကိုကယ်တင်မလားဒါမှမဟုတ်လက်စားချေမလားဆိုတဲ့ရွေးချယ်မှုကိုရင်ဆိုင်ရနိုင်ပါတယ်။အများစုကတော့နောက်ဆုံးမှာ Guess ဟာလက်စားချေတာထက်သူချစ်တဲ့သူတွေကိုကာကွယ်ဖို့ရွေးချယ်မယ်လို့ယုံကြည်ကြပါတယ်။တစ်ဖက်မှာလည်း Skull Knight က behavior တွေကိုစုဆောင်းနေတာဟာကာထန်ရဲ့ကံကြမ္မာစနစ်ကိုဖျက်ဆီးနိုင်မဲ့နည်းလမ်းကိုရှာနေတာဖြစ်နိုင်တယ်ဆိုတဲ့ theory လည်းရှိပါတယ်။တကယ်လို့အဲ့ဒီကံကြမ္မာစနစ်သာပျက်စီးသွားမယ်ဆိုရင် Griffith ဟာ Fiend အဖြစ်ဆက်မတည်ရှိနိုင်တော့ဘဲ Moonlight Boy နဲ့ခွဲထွက်သွားနိုင်ပါတယ်။ဒါဟာ Guess အတွက် Griffith ကိုအနိုင်ယူနိုင်တဲ့တစ်ခုလေးသောနည်းလမ်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘာဆောက်လို့ဇလန်မျိုးကပျော်ရွှင်စရာနှိမ်ပေးမဲ့ဇလန်တော့မဟုတ်ပါဘူး။အနိုင်ရခဲ့ရင်တောင်ကြီးမားတဲ့ပေးဆက်မှုတစ်ခုတော့ရှိလာနိုင်ပါတယ်။